ကိုကလုပ်ငန်းခွင်မှာစိတ်ပြတ်မှုတွေနောင်နာတွေနဲ့ရင်ဆိုင်နေရတယ်ပြီးလို့ရှိရင်မမျှော်လင့်ထားတဲ့လစာပေါ့နော်ကိုပိုကောင်းမယ်လို့ထင်တာပဲမကောင်းတာမျိုးတွေလည်းတွေ့ရတယ်ဒါကြောင့်မလို့ကိုကလုပ်ငန်းခွင်ပြောင်းရွှေ့ခြင်းနေပြီလုပ်ငန်းအသစ်ကိုပြောင်းခြင်းနေပြီအလုပ်အသစ်ပြောင်းခြင်းနေတဲ့စိတ်တွေဖြစ်နေပါတယ်နောက်ပြီးတော့ကိုအလုပ်ငန်းဝင်ပြောင်းခြင်းနေဆိုရင်2026ထဲမှာအကောင့်ထဲပေါ်လိုက်ပါပေါ်ပြီးတော့ကိုလှုပ်ချင်တဲ့အလုပ်ကိုရှိမှန်းထားတဲ့အလုပ်ကိုဝါသနာပါတဲ့အလုပ် career change လားချိန်လိုက်ပါကိုလုပ်ငန်းခွင်ပြောင်းခြင်းလားပြောင်းလိုက်ပါကိုရဲ့လုံနိုင်စွမ်းဖြစ်နိုင်စွမ်းတွေက infinity အဆုံးအစမဲ့ရှိပါတယ်ကိုယုံကြည်ပါကိုကြောင့်မလို့ကိုကမကြောက်မရွံ့မဲနဲ့လုပ်ငန်းခွင်ပြောင်းလိုက်ပါကိုစိတ်ထဲမှာတကယ်ဖြစ်နေတဲ့အရာကအမှန်ပါကိုပြောင်းအသက်ပြောင်းခြင်းမီဆိုအဲ့ဒါတကယ်ပါကိုယုံကြည်ပါယုံကြည်ပြီးတော့ဒီနှစ်ထဲမှာပဲအကောင့်ထဲပေါ်ပြီးတော့ကိုကလုံနိုင်စွမ်းဖြစ်နိုင်စွမ်းတွေကိုရှော့မတွက်ပါနဲ့ကိုကလုံနိုင်စွမ်းတွေကမြင့်မားတယ်ဆိုတာကိုယုံကြည်ပါကိုယုံကြည်မှုနဲ့ရှေ့ဆက်ပါလို့အကြံပေးချင်ပါတယ်ဒီဗီဒီယိုလေးကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်